ဒီတစ်ခါတော့စစ်တပ်သမိုင်းမှာစံပြဆုံးနဲ့ရေစရာအကောင်းဆုံးသူ့ဝစီမံကိန်းတစ်ခုကြောင့်ပြောပြချင်ပါတယ်1994ခုနှစ်တုန်းကအမေရိကန်လက်တပ်လက်ခွဲကတစ်ခုကနေပင်တဂွန်စစ်ဌာနချုပ်စီကိုစာမျက်နှာ3မျက်နှာပါတဲ့သူ့ရဲ့အဆိုပြုလွှာတစ်ခုကိုတင်ခဲ့ပါတယ်အဲ့ဒါကတော့ရန်သူစစ်စခန်းတွေပေါ်ကိုကာမစိတ်လူသားတွေလက်စီ F4DCS ကိုငွေတွေကိုချမ်းချပစ်ဖို့ပါသူတို့ရဲ့ရွေးချက်ကရန်သူစစ်သားအချင်းချင်းတက်နှစ်ပတ်ပြီးရိုမန်တစ်ဆန်တော်လုပ်ဖို့ပါလူသက်တိုင်ကိုဖြစ်ကြမလို့တနက်နဲ့ဖြစ်ကြမလို့ပဲရန်သူတွေစစ်တိုက်ဖို့စိတ်ပါတော့ပဲတက်ပြတ်တော့ခဏီးထားတဲ့သဘောပေါ့စီမံကိန်းအတွက်ဒေါ်လာ9.5 သန်းတော့တောင်းခဲ့တာပါဒါပေမဲ့ဒီတစ်ခုကတော့ဒါတိတ်တမိကြအခြေအနေလုံးဝမရှိဘူးဆိုပြီးချက်ချင်းပယ်ချခဲ့ပါတယ်တိတ်တပညာရှင်ကလည်းလူသားတွေရဲ့လင်းစိတ်ခိုက်ကြီးကိုဓာတုပေတာအနံ့လေးနဲ့ချက်ချင်းပြောင်းလဲပြနိုင်တဲ့ခိုးဝေဆိုတာကမ္ဘာပေါ်မှာမရှိဘူးလို့ဒီပြုခဲ့ကြပါတယ်အဲ့ဒီပြောချက်ဟာ10နှစ်ကျော်ကြာခုံးကွယ်ခဲ့ပြီးမဲ့2005ခုနှစ်မှာသတင်းလွတ်လပ်ခွင့်အဥပဒေ FOIA ရလူသိရှင်ကြားပေါ်ကြားလာခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီအယူဆကိုတင်ပြခဲ့တဲ့သုတေသနအဖွဲ့ဟာ2009ခုနှစ်မှာပထမဆုံးကြားရင်ပြရပြီးနောက်မှပြန်ပြရတဲ့ကမ္ဘာကျော် Ig Nobel ငြိမ်းချမ်းရေးဆုကိုချီးမြှင့်ခဲ့ခံရပြီးကမ္ဘာအနောက်ပြောင်စရာဟာနောက်တစ်ခုဖြစ်သွားပါတော့တယ်